တပ်အာဏာသိမ်းခြင်းကိုလုံးဝလက်မခံပေတခက်နဲ့စန့်ကျင်ဖို့လူထုကောင်းဆောင်သတင်းပါးတွေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်တပ်ရဲ့2008ဖွဲ့စည်းပုံပြတ်သွားပြီလို့ဒေါ်အောင်ဆန်းစုကြည်ကပြည်သူကိုအတိအလင်းပြောကြားခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာထွက်ရှိလာတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြည်သူတို့ပန်ကြားချက်မှာဖော်ပြထားတာဖြစ်ပါတယ်။တမတော်သည်၎င်းတို့ကိုယ်တိုင်ရေးသားအတည်ပြုခဲ့သော2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင်လစ်လူရှုပယ်ပစ်ခဲ့ပြီးပြည်သူလူထုကြီးကတခဲနဲ့ဆန္ဒမဲပေးပြီးတရားဝင်ရွေးချယ်တင်မြှောက်ထားသောမိမိတို့လွတ်တော်နှင့်အစိုးရအဖွဲ့ကိုလည်းဖျက်သိမ်းခဲ့ပါသည်လို့ဒေါ်အောင်ဆန်းစုကြည်ကရှင်းပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်အစဉ်တစိုက်ကင်ဆွဲခဲ့တာဟာအမျိုးသားရင်ကြားစစ်ကြီးနဲ့ငြိမ်းချမ်းတဲ့နည်းလမ်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး2020ဩဂုတ်လ17ရက်မှာထုတ်လွှင့်ခဲ့တဲ့ပြည်သူတို့ပြောကြားချက်မှာဒီလိုရှင်းပြခဲ့ပါတယ်။အကြမ်းမဖက်တဲ့နည်းနဲ့ငြိမ်းချမ်းတဲ့နည်းနဲ့တရားဥပဒေစိုးမိုးရေးဆိုတာအင်မတန်မှအလေးထားတဲ့ကိစ္စဖြစ်ပါတယ်။ဥပဒေပေါင်းအတွင်းကလို့ဖို့ဒီဇိုင်းမမတ်မူဝါဒချခဲ့ပါတယ်။တရားဥပဒေစိုးမိုးရေးလို့အမြဲပြောပါတယ်။ဥပဒေများဆိုတာတရားတဲ့ဥပဒေလည်းရှိတယ်။မတရားတဲ့ဥပဒေတွေလည်းရှိတယ်။မတရားတဲ့ဥပဒေတွေကိုတရားအောင်ဘယ်လိုလုပ်မလဲ။တရားအောင်လုပ်ဖို့ဆိုတာမှလည်းငြိမ်းချမ်းတဲ့နည်းနဲ့ပဲလုပ်ချင်တယ်။ငြိမ်းချမ်းတဲ့နည်းနဲ့တဆင့်မတရားတဲ့ဥပဒေတွေတရားလာအောင်တရားဥပဒေနိုင်ငံအပေါ်မှာစိုးမိုးလာအောင်လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။အကြံဖတ်မှုကိုရှောင်တာအကြံမဖတ်တဲ့နည်းနဲ့နိုင်ငံရေးအပြောင်းလဲလုပ်ဖို့ရည်ရွယ်တာအဓိကအားဖြင့်တော့ပြည်သူလူထုအတွက်ပါပဲ။ပြည်သူလူထုလုံခြုံရေးအတွက်ပြည်သူလူထုမထိခိုက်ဖို့အတွက်ကျမတို့နိုင်ငံလုံခြုံရေးအတွက်ကျမတို့နိုင်ငံညီညွတ်ရေးအတွက်အမျိုးသားရင်ကြားစေ့ရေးနဲ့အကြံမဖတ်မှုဆိုတာအင်မတန်မှအရေးကြီးတဲ့မူဝါဒတွေဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့အဓိကစဉ်းစားချက်ဟာပြည်သူပါပဲပြည်သူထိခိုက်မှာဆိုတဲ့အတွက်စကားပြောပြီးအပြေရှာတဲ့နီလန်းကိုသာကင်ဆွဲခဲ့ပါတယ်ဒီလိုမျိုးငြိမ်းချမ်းစွာဆောင်ရွက်တဲ့နီလန်းကိုအချမ်းဖတ်တာဟာစစ်တပ်ဖြစ်ပါတယ်အချမ်းမဖတ်တဲ့နီနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်လာအောင်လုပ်ရမယ့်အစားလက်နက်အားကိုပြီးအချမ်းပတ်ခဲ့တာစစ်တပ်ဖြစ်ပါတယ်မြန်မာနိုင်ငံရေးမှာအကြမ်းဖက်တဲ့နီလန်းကိုရွှေ့လိုက်တာကျူးလွန်လိုက်တာစစ်တပ်ဖြစ်ပါတယ်။တချို့ကတော်လှန်ရေးလုပ်ငန်းစဉ်ဟာဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အကြမ်းမဖက်နီလန်းနဲ့ဖီလာဆန့်ကျင်နေတဲ့ဝါဒဖြန့်ကြပါတယ်။ဒီလူတွေဟာအကြမ်းဖက်လိုက်တာစစ်တပ်သားဖြစ်တယ်ဆိုတဲ့အမှန်တရားအချက်လက်ကိုမတိကျိုးချုံပြုပြီးပြည်သူတွေရဲ့လက်နက်ကင်ခုခံတော်လှန်မှုကိုမိမိကိုယ်တိုင်ခုခံကာကွယ်ပိုင်ခွင့်ကျင့်သုံးခြင်းဖြစ်တယ်လို့မမြင်ပေအကြမ်းဖက်မှုလို့မြင်နေကြတာလားလို့မေးရမလို့ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းမစ္စတာရှောင်းတာနေကတဆင်ပြည်သူတအူးချင်းစီအတွက်အလွန်ဂုဏ်ယူကြောင်းအထူးသဖြင့်လူငယ်တွေအတွက်ဂုဏ်ယူကြောင်းဒီမိုကရေစီရဲ့အရာသာကိုနှစ်အနည်းငယ်လောက်ပဲကြုံခဲ့ကြရပေမယ့်ဒီစနစ်ကိုတန်ဖိုးထားခုခံကာကွယ်လို့စိတ်အပြည့်ရှိတာကိုတွေ့ရလို့ဝမ်းသာပါကြောင်းသတင်းစကားပါခဲ့ပြီးဖြစ်ပါတယ်။အမျိုးသားရင်ကြားစီရင်နဲ့ပတ်သက်ရင်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်နဲ့ပြည်သူအကြားပဲသက်ဆိုင်တယ်လို့ရှင်းညွှန်းတာမဟုတ်ပဲအမှန်တကယ်သူဆိုလိုတာကတော့မြန်မာနိုင်ငံထဲမှာရှိတဲ့အင်အားစုတွေအားလုံးအကြားမတူညီတဲ့အမြင်တွေကိုအပြန်အလှန်လေးစားနားလည်ပြီးနားထောင်နိုင်တဲ့လက်ခံနိုင်တဲ့အခြေအနေရည်ကျင်းမှုမျိုးဖြစ်အောင်ရည်ရွယ်တာဖြစ်တယ်လို့ရှင်းပြထားပူပါတယ်။အမျိုးသားရင်ကြားစီရေးဆိုတာဟာလူတိုင်းဟာကိုယ်စိတ်နဲ့ကိုယ်မွေးလာကြတယ်။ကိုယ်စိတ်နဲ့ကိုယ်ကြီးလာကြတယ်။ဒီမတူတဲ့အတွေးခေါ်တွေကိုပေါင်းစည်းပြီးမတူတဲ့အတွေးခေါ်ကနေအင်မတန်ကောင်းတဲ့အင်အားဖြစ်အောင်လုပ်ခြင်းဟာအမျိုးသားရင်ကြားစေခြင်းဖြစ်ပါတယ်။ဒါဟာကျမတို့နိုင်ငံအတွက်အဓိကလိုအပ်ချက်ပါပဲလို့ဒေါ်အောင်ဆန်းစုကြည်က2019ခုနှစ်ဇူလိုင်29မှာပြောကြားခဲ့ပါတယ်။ဒါကြောင့်ပဲ21ရာစုပင်လုံညီလာခံကိုကျင်းပခဲ့ပြီးတိမ့်စိန်ကအသွင်အပြင်းမျိုးမဟုတ်ပဲ NCA စာချုပ်လက်မှတ်ထိုးမထိုးအဖွဲ့အစည်းစုံတက်ရောက်ဆွေးနွေးနိုင်အောင်အတက်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။အဲဒီကာလမှာပဲစစ်တပ်ကဟိုအဖွဲ့မလာနဲ့ဒီအဖွဲ့မတက်နဲ့ခပြရပြလုပ်ခဲ့တာညီလာခံနဲ့ပတ်သက်ခဲ့သူတွေအတိဆုံးပါ21ရာစုပင်လုံနဲ့ပတ်သက်ပြီးအများပြည်သူကိုအွန်လိုင်းကရောရုပ်သံကပါလိုက်ထုတ်လွှင့်ပြသခဲ့လို့စိတ်ကောင်းချိတ်ခွေးသားမယောင်းနဲ့လို့မယိုင်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့ပြောကြားချက်ကိုလည်းပြည်သူတွေအချိန်နဲ့တပြေးညီတီးခွင့်ရခဲ့ပါတယ်။ဒါဒီမကဆွေးနွေးတဲ့အဖွဲ့တိုင်းပုဂ္ဂိုလ်တိုင်းရဲ့အမြင်တွေကိုပြည်သူတွေသုံးသပ်ဝေဖန်ပိုင်ခွင့်ရရှိခဲ့ပါတယ်။အများပြည်သူအတိုင်းသာသိမြင်ခွင့်ရတာကိုမလို့ရှုစိတ်တဲ့စစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့ငြိမ်းချမ်းရေးကိစ္စမှာဒိုင်လူကြီးလိုလာမလုံးနဲ့လို့စင်ပေါ်ကနေမိုက်ကျွေးခွဲခဲ့ပါသေးတယ်။2016ခုနှစ်ဒီဇင်ဘာ2ရက်နေ့မှာစစ်တပ်ကခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးကနိုင်ငံတော်သမ္မတရဲ့ခွင့်ပြုချက်မပါဘဲမြောက်လိုက်ရဲ့တိုက်ရိုက်စေခိုင်းမှုနဲ့ပြည်ထောင်စုလွှတ်တော်ကိုရှောက်လာပြီး MNDAA, TNLA နဲ့ AA ကိုအကြမ်းဖက်အဖြစ်လွှတ်တော်ကသတ်မှတ်ပြီးဖို့အဆိုတင်သွင်းခဲ့ပါတယ်။ဒီအဆိုကိုစစ်သားကိုယ်စားလှယ်တွေနဲ့ကြမ်းခါရေးတို့ကထောက်ခံခဲ့ပေမဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကကန့်ကွက်ခဲ့ကြလို့အပြတ်အသတ်ရှုံးနိမ့်သွားခဲ့ပါတယ်။ဒါကိုအခဲမကြေခဲ့တဲ့မြောက်လိုက်ကပြည်ထရေးဝန်ကြီးကျော်ဆွေကိုဖြုတ်ပြီးစိုးထုတ်ကိုအစားထိုးလိုက်တဲ့နောက်2020ခုနှစ်မတ်လ23ညပိုင်းကြီးမှာ AA ကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြီးညာခဲ့ပါတယ်။ပြောင်းလဲတဲ့နေရာမှာမလုပ်ရဲတာမရှိတဲ့အတွက်သမ္မတကကြီးညာခိုင်းတာဖြစ်တယ်လို့လီစေခဲ့ပါတယ်။စောမင်းထွန်းတို့သတင်းလိမ်ပြန်ကြားရေးအဖွဲ့ကလည်းဒေါ်အောင်ဆန်းစုကြည်ကဘုံကျဲခိုင်းတာလို့လည်းပြောဆိုခဲ့ပြန်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုခြေထိုးရပြီးရောကိုသတင်းပေါက်ရင်ပြီးရောဆိုတဲ့သတင်းဌာနတချို့ကလည်းစစ်တပ်သဘောအတိုင်းဖြန့်ဝေပေးခဲ့မိပုံရပါတယ်။ဖက်ဒရယ်နဲ့ပတ်သက်ရင်တူတူခါခါဖြစ်ခဲ့တဲ့စစ်တပ်ဟာဖက်ဒရယ်အရေးကိုတောက်လျှောက်ပြောလာခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုစိုးစိုးရွားရွာပြစ်မှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့လည်းဒေါ်အောင်ဆန်းစုကြည်ဟာဖက်ဒရယ်နဲ့ပတ်သက်ရင်မရေးမယိုင်ရပ်တည်ခဲ့ပါတယ်။စစ်အာဏာသိမ်းဖို့တကယ်ကဲလုပ်နေတဲ့2020ဩဂုတ်လ19မှာပြုလုပ်တဲ့21ရာစုပင်လုံစတုထအစည်းအဝေးမှာဒေါ်အောင်ဆန်းစုကြည်ကအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။တစ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမယ်။နှစ်ဖက်ဒရယ်စနစ်နဲ့အညီအာဏာခွဲဝေမှု၊တယံဇာတခွဲဝေမှု၊အခွန်အကောက်ခွဲဝေမှုရှိရမယ်။သုံးဖက်ဒရယ်ယူနစ်တွေအားလုံးဟာတန်းတူရှိတူရှိရမယ်။လေးပြည်နယ်တွေမှာကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်တဲ့ကိုပိုင်အခြေခံဥပဒေတွေရှိရမယ်။ငါပြည်နယ်တွေရဲ့အာဏာတွေကိုခွဲဝေကျင့်သုံးတဲ့အခါပြည်သူလူထုကိုအခြေခံရမယ်။ဒါတွေဟာဘလို့သဘောတူစာချုပ်တွေချုပ်တည်ဖြစ်ပါစေအခြေခံထားရမယ့်မှုတွေဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ဒါပေမဲ့လည်းဆွေးနွေးပွဲတွေမှာစစ်တပ်ကကန့်ကွက်တဲ့အတွက်ပြည်နယ်တွေရဲ့ကိုပိုင်အခြေခံဥပဒေရေးဆွဲခွင့်တနည်းအားဖြင့်ကိုပိုင်ပြဋ္ဌာန်းခွင့်အာမခံချက်ကိုသဘောတူညီချက်မရနိုင်ခဲ့ပါဘူး။မိုးထုတ်တဲ့အထိမြောင်များစွာသောအစည်းအဝေးတွေလုပ်ပြီးအပြင်းအထန်ဆွေးနွေးခဲ့ပေမဲ့စာချုပ်ချုပ်ရမယ့်နေ့မှာတော့အထက်ကအချက်မပါဝင်နိုင်ခဲ့ပေဆက်လက်ဆွေးနွေးရန်ဆိုတဲ့အချက်အနေနဲ့ကြံခဲ့ရပါတယ်။သိမကြတဲ့ကာလအတွင်းမှာပြည်နယ်တွေရဲ့အဖွဲ့အစည်းပုံအခြေခံဥပဒေရေးဆွဲခွင့်နဲ့ပတ်သက်လို့ပြည်လေအောင်မြင်အောင်လုံနိုင်လိမ့်မယ်လို့အပြုသဘောရှုမြင်ပါကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ဒါဟာလည်းစစ်အာဏာသိမ်းရခြင်းရဲ့အချက်တွေကတစ်ချက်ဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဟာစစ်တပ်ကဖန်တီးထားတဲ့လွှတ်တော်အခင်းကျင်းထဲမှာဘယ်လိုမှဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်21ရာစုပင်လုံညီလာခံကနေလှည့်ပြောင်းဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုတာအားလုံးသိကြမှာပါ။လွှတ်တော်ထဲမှာ2008ကိုလေ့လာသုံးသပ်ရေးကော်မရှင်ကတစဉ်ပြင်ဆင်ချက်ပေါင်း3000ကျော်ထွက်ရှိလာခဲ့ပါတယ်။ဥပဒေတရက်ဟာအချက်ပေါင်း1000ကျော်ပြင်လိုက်ရင်ဒါဟာတကယ်တမ်းတော့ပြင်တာမဟုတ်တော့ပဲအသည့်ရေးဆွဲလိုက်တယ်လို့ပါပဲ။တစ်ဖက်မှာလေဒီသဘောထားတွေဟာပင်လုံညီလာခံကထွက်လာမယ်ပြည်ထောင်စုသဘောတူညီချက်စာချုပ်တွေနဲ့လွှမ်းခြုံထားမှာဖြစ်လို့စစ်တပ်ကကမှုရှုလို့ဖြစ်ပြီးအပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဂျင်းနဲ့ချက်ထဲရောက်နေလင့်ကစားနိုင်ငံရေးအရာအရွေးတွေအများကြီးဖြစ်လာအောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။နိုင်ငံရေးမူဝါဒအရာအရွေးတွေရှိလာသလိုနိုင်ငံကိုအုပ်ချုပ်စီမံမှုမှာလည်းဘယ်တော့ကနေမှမတူတဲ့ပြည်သူဝန်ဆောင်မှုပုံစံပြည်သူကိုအဓိကထားတဲ့စနစ်နဲ့လှုံ့ဆော်ခဲ့ပါတယ်။အကောင့်ဆုံးဥပမာကတော့ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေပါပဲ။စီးပွားရေးကဏ္ဍမှာလည်းနိုင်ငံဟာစီးပွားရေးလုပ်ရန်လွယ်ကူတဲ့ industry တွေစတင်ဝင်ရောက်ခဲ့ပါတယ်။အစိုးရတပ်တန်း9နှစ်ရပြီမယ်တကယ်တမ်းကျအချိန်3နှစ်အတွင်းမှာကိုဒေါ်အောင်ဆန်းစုကြည်တယောက်စူးစမ်းရုံးကန်လှုပ်ဆောင်သွားတာပါ။နေပေါင်းများစွာပြင်ဆင်တည်ဆောက်ခဲ့တဲ့ညစ်ပတ်တဲ့နီလန်းတွေအချိန်တို့အတွင်းပြိုကျလာတာအတိအကတော့ပြည်သူလူထုဟာတိတ်ကိုပွင့်လင်းလာပြီးဒီမိုကရေစီကျင့်စဉ်တွေကိုအသားကျလာတာစတဲ့အခြေအနေတွေကြောင့်စစ်တပ်ဟာစိုးရိမ်တော့ကရှောက်လာပါတယ်။ပိုဆိုးတာကတော့စိတ်ဝေဒနာခံစားနေရတဲ့သူကတက်ချုပ်ဖြစ်နေတဲ့အတွက်သူရဲ့တကူကြီးသမရယောဂဆွဲကပ်မှုကလည်းရင်တန်လာပါတော့တယ်။2008အခြေခံဥပဒေပါသမရဖြစ်ခွင့်ကန့်သက်ချက်59စလုံးကိုပြင်ပြီးမယ်။ဒေါ်အောင်ဆန်းစုကြည်ကပထမ3နှစ်သမရလုံးသူကနောက်2နှစ်ကိုသမရလုပ်မယ်လို့ပြောခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတက်ချုပ်အနေနဲ့တက်စီကန်အရာပင်စင်လဲကြော်နေပြီဖြစ်လို့ဒုတိယသမရသာလုပ်ပါဒါမှမဟုတ်အကြံပေးစစ်ကော်မရှင်မှာကြီးကြပ်ပါလို့သာအကြောင်းပြန်ခဲ့ပါတယ်။သမရကိုချင်းကပ်ပြောဆိုရမှလည်းဥပဒေသမားသမရကဖယ်ချလိုက်တဲ့အတွက်မင်းအောင်လှိုင်ဟာမဲစရင်မှားတဲ့အကြောင်းပြပြီးအာဏာသိမ်းဖို့ကြံစီပါတော့တယ်။သမရကြီးရဲ့တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ကတော့တိကျရေးသားထားတာရှိပါတယ်။ဒေါ်ဆန်းစုကြည်ဟာတွေ့ဆုံဆွေးနွေးအပြေရှာရေးကိုအစဉ်တစိုက်ခိုင်ဆွဲရပ်တည်ခဲ့ပါတယ်။အထင်မြင်လွဲမှားမှုတွေရင်ဆိုင်ရသည့်တိုင်ပြည်သူကိုအားကိုးပြီးရုန်းကန်ရပ်တည်ခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့တွေ့ဆုံဆွေးနွေးမှုဟာအဓိကပေးထားချက်ဟာပြည်သူသားလျင်ဖြစ်ပါတယ်။ပြည်သူအထိမနာရေးဟာဦးစားပေးဖြစ်တယ်လို့ပြည်သူဆန္ဒကိုအလေးထားကာကွယ်ရေးဟာလည်းအဓိကဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့တွေ့ဆုံဆွေးနွေးရေးဟာစီးလို့ပေါင်းလို့မဟုတ်ပဲမူနဲ့ချမှတ်ထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲကနေပြသထားတဲ့ပြည်သူရဲ့ဆန္ဒနဲ့စိတ်တစဆန်ဆန်တွေတောင်းဆိုနေတဲ့အာဏာယူရဲ့ဆန္ဒကိုအလျှော့အတင်းအလဲထက်အပေးယူလုပ်ဖို့ဆိုတာဟာမူအရကျင့်ဝတ်အရမသိတော့တဲ့ကိစ္စပါပဲ။မူအရဆွေးနွေးရင်အဆုံးစွန်ထိတီးခန့်လှုပ်ဆောင်ခဲ့တယ်လို့မူမဲ့ပြီးလက်နက်ပြချင်းချောက်လို့လေထိပ်ပြပြီးနောက်တော့အလျှော့ပေးလိုက်တာမျိုးမရှိပါဘူး။တမတော်ဤလို့ရသည့်ယခုအခါအများပြည်သူတို့ရင်ဆိုင်နေရသောကိုဗစ်ကရောဂါဆိုကြီးကိုဂရုမထားသည့်အပြင်တိုင်းပြည်အားဆီအာဏာရှင်စနစ်အောက်သို့ပြန်လည်သွတ်သွင်းရန်ကြိုးပမ်းသောလုပ်ရက်ဖြစ်ပါတယ်။တို့ဖြစ်ပါပြီးတမတော်မှာအာဏာသိမ်းခြင်းကိုပြည်သူလူထုအနေဖြင့်လုံးဝလက်မခံဘဲတက်ခတ်နဲ့စန့်ကျင်တုံ့ပြန်ကြပါရန်တိုက်တွန်းလိုက်ပါတယ်။ပြည်သူသားလင်းအဓိကဖြစ်ပါသည်ဒီစာရီဟာဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့ပြီးမှန်ကန်ကြောင်းကိုဦးဝင်းထိန်ကိုယ်တိုင်ကသူ့ရဲ့အသက်နဲ့ရင်သစ္စာတိုင်တည်ထားတဲ့စာရီဖြစ်ပါတယ်။ဒါပြင်ဒေါ်အောင်ဆန်းစုကြည်ဟာပြည်တန်းစာကိုပါချန်ထားခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တွဲဆုံဆွေးနွေးအပြေရှာတဲ့နိုင်ငံရေးယဉ်ကျေးမှုကိုမူနဲ့တိတိကျကျလုပ်ခဲ့တဲ့ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်ခဲ့တဲ့သို့တော်ဒီလိုနည်းလမ်းတွေကိုအကြမ်းဖက်လာတဲ့အခါမှာတော့လုံးဝလက်ခံနိုင်စရာမရှိဘူးဆိုတာကိုပြပြသားသားသဘောထားပြီးခဲ့ပြီးဖြစ်ပါတယ်။အာဏာသိမ်းတာကိုပြည်သူတွေအနေနဲ့လုံး
လုံးဝလက်မခံပါနဲ့တခန်းနဲ့စန့်ကျင်တုံ့ပြန်ကြပါလို့ညွှန်ပြခဲ့ပြီးဖြစ်ပါတယ်ပြည်သူတွေဟာမတရားမှုကိုကြုံလာတဲ့အခါရခင်တုန်းကလိုမဟုတ်တော့ဘဲလုံးဝလက်မခံဘဲတခန်းနဲ့စန့်ကျင်ကြပါတော့တယ် CDM လှုပ်ရှားမှု Bodyguard ဆောင်ရွက်မှုငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုစသဖြင့်တခင်းနဲ့တုံ့ပြန်ခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့ခုခံကာကွယ်ပိုင်ခွင့်ကိုကျင့်သုံးလာရပြီးတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲလာခဲ့တာမှာအောင်ပွဲတွေလည်းရရှိနေပြီဖြစ်ပါတယ်ပြည်သူတွေရဲ့ CDM လှုပ်ရှားမှုကိုဟန်တာပြီးဖို့စစ်ဗိုလ်ချုပ်တွေဟာဒေါ်အောင်ဆန်းစုကြည်ကိုချင်းကပ်ခဲ့ပါတယ်ထွေးဆုံဆွေးနွေးတဲ့ရှင်ချင်းမှုကိုအကြမ်းဖက်ဖျက်သိမ်းပြီးပြည်သူကတုံ့ပြန်မှဒေါ်အောင်ဆန်းစုကြည်ကဖြောင်းပြပေးဖို့အကြိမ်ကြိမ်ဖွာရောက်ညှိနှိုင်းခဲ့ပါတယ်သို့တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့တုံ့ပြန်မှုကလည်းရှင်းပါတယ်2021ခုနှစ်ဖေဖော်ဝါရီ9ရက်မှာဒေါ်အောင်ဆန်းစုကြည်စီဒုတိယဗိုလ်ချုပ်ကြီး2ဦးရောက်ရှိလာပြီး CDM နှိုးဆော်နေသည့်ကိစ္စရပ်များရပ်တန့်ကြရန်တိုက်တွန်းကြောင်းကြီးညာချက်တစောင်းထုတ်ပေးရန်သွားရောက်ပြောကြားခဲ့ပါတယ်ဗိုလ်ချုပ်ကြီးတွေကသူတို့ရေးပေးထားတဲ့စာကိုဒေါ်အောင်ဆန်းစုကြည်ကဗီဒီယိုရုပ်သံဖြင့်ဖတ်ပြပေးရန်ပြောကြားခဲ့တာပါဒေါ်အောင်ဆန်းစုကြည်ကမကြေညာပေးနိုင်မဖတ်ပေးနိုင်ဟုညှင်းဆန်လိုက်ပါတယ်အဲ့ဒီနေ့နောက်နေ့မှာပဲနောက်ထပ်စာရွက်တစ်ရွက်ထပ်လာပြီး NLD အနေနဲ့ကြီးညာချက်တွေမထုတ်ပြန်တဲ့စစ်တပ်ကထိမ့်သိမ်းထားစဉ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ကြမ်းကြမ်းမာမာရှိနေကြောင်းပြောဆိုပြီးရန်ဆိုပြီးရေးထားပါတယ်ဒေါ်အောင်ဆန်းစုကြည်ကသူ့အနေနဲ့လက်ရှိအချိန်အထိအစိုးရတာဝန်ယူထားသူဖြစ်ကြောင်း2020ရွေးကောက်ပွဲမတိုင်မီနိုဝင်ဘာ6ရက်နေ့ကတည်းကပါတီလုပ်ငန်းတွေမှာပါဝင်ခြင်းမရှိတော့လို့ပါတီနဲ့ဆိုင်တဲ့စာကိုလည်းဖတ်ပြစရာအကြောင်းမရှိကြောင်းထပ်ပြီးညှင်းဆန်လိုက်ပါတယ်သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုခမည်းတော်တော်လူပါဝတယ်လို့ချိန်မှောင်ခဲ့တဲ့ဒီစစ်ဗိုလ်ချုပ်တွေပဲနောက်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည်စီအလီလီလာရောက်ပြီးဟိုစာထုတ်ပေးဖို့ဒီလိုပြောပေးဖို့တကြီးကြီးတောင်းဆိုခဲ့ကြပါတယ်။ဒါကြောင့်လည်းဒေါ်အောင်ဆန်းစုကြည်ကအများပြည်သူစိတ်အားငယ်စေမယ့်ကိစ္စမျိုးဘာတခွန်းမှမပြောဘူးပြောမှလည်းမဟုတ်ဘူး။ပြည်သူလူထုရဲ့ဆန္ဒနဲ့ဘယ်တော့မှဆန့်ကျင်မှာမဟုတ်ဘူးလို့2021စက်တင်ဘာ20မှာပြောကြားခဲ့ပါတယ်။စစ်ဗိုလ်ချုပ်တွေကဆန္ဒမင်းတို့ကိုကြားလူအဖြစ်လွတ်ပြီးညှိခိုင်းတာတွေလည်းတရဇက်လုပ်ခဲ့ပေမယ့်လက်ဖက်ရည်တိုက်ပြီးပြန်လွတ်လိုက်ပါဆိုတဲ့နာမည်ကျော်စကားသာထွက်ရှိလာပါတယ်။ဆိုတော့ຫນွေဦးတော်လှန်ရေးမှာဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားဟာအင်မတန်ရှင်းပါတယ်ပြည်သူနဲ့အတူရှိနေပါတယ်ဆက်ရှိနေမှာဖြစ်ပါတယ်ဘယ်ထိရှိမလဲဆိုရင်အဆုံးထိရှိမှာပါသေတန်းစာတောင်းအများပြည်သူထံထုတ်ပြန်ချန်ထားခဲ့တဲ့အထိပြက်ပြက်သားသားရက်တည်တာဖြစ်ပါတယ်အရင်လိုကျမ်းမာကြီးတော့မကောင်းတော့ပေမဲ့စိတ်ဓာတ်ကတော့မာကျော်စေပါလို့ဒေါ်အောင်ဆန်းစုကြည်ကထောင်ထဲကနေသားဖြစ်သူစီရေးတဲ့စာထဲမှာဖော်ပြထားပါတယ်ပြည်သူအတွက်အမှားစကားကတော့ဘယ်တော့မှလက်မလျှော့နဲ့ဆိုတာပဲဖြစ်ပါတယ်